Hello guys ဒီနေ့မှာတော့candy movie လို့နာမည်ပေးထားတဲ့ဒီ Amigo movie အရုပ်သစ်လေးကိုကြည့်ကြမယ်ပေါ့နော်ဒါလေးကကြတော့ဒီ keychain လည်းလုပ်လို့ရတယ် phone chain လည်းလုပ်လို့ရတယ်ပေါ့နော်ပေါ့ထိုးလို့ရတယ်အရင်ချစ်ဖို့ကောင်းတဲ့အရုပ်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါလေးထိုးဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေက UHC ကောသုံးဖို့ရေ glue gun ပေါ်ရရပါတယ်ဒါတို့ကကြတော့တက်ကြီးလိုမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ2.2 mm crochet hook လိုမယ်နောက်တစ်ခုကတော့ဒီ6အပ်လေးလိုမယ်ပေါ့နော်ညီလေးလိုမယ်နောက်တစ်ခုကကြတော့ဒီ cat eye ပေါ့နော်မျက်လုံးလေးအဲ့ဒါက5 mm သုံးမဟုတ်3 mm သုံးလို့ရတယ်နောက်တစ်ခုကကြတော့ cotton ပေါ့နော် mid cotton foot line ကိုသုံးပြထားပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ဆက်လိုက်ကြအောင်နောက်တစ်ခုကကြတော့ဒီဂုံးလေးလိုရယ်ပေါ့နော် silicone လိုရယ်ဟုတ်ပြီအဲ့တော့အရင်ဆုံးစထုံးမယ်ဆိုရင်အရင်ဆုံး slip knot လေးလုပ်လိုက်မယ် slip knot လေးလုပ်ပြီးလို့ရှိရင် chain 21 ထိုးရယ်ပေါ့နော် chain 21ခုထိုးပါမယ်သူကပြန်ပြီးတော့ဝိုင်းရမှာဖြစ်တဲ့အတွက်ကြောင့်ပါနော်โอเคเนาะ chain 21ခုထိုးပါမယ်ဒီလိုမျိုး chain 21ခုရလာပြီဆိုလို့ရှိရင်တော့သူ့ကိုပြန်ပြီးတော့ခောက်လိုက်မယ်ပေါ့နော်ခောက်ပြီးတော့အဲ့ဒီနောက်ဆုံးအပေါက်ထဲကိုအကူထိုးလိုက်မယ်ထိုးပြီးလို့ရှိရင်ချီကိုဆွဲပြီးတော့ SNSD လုပ်လိုက်မယ်ပေါ့နော်ချီကိုပိတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင် green လေးဖြစ်သွားတယ်အဲ့ဒီ green လေးကနေပြီးတော့ chain တစ်ခုပြင်မယ်ပေါ့နော် okay chain တစ်ခုထိုးမယ်ဆိုလို့ရှိရင်အခုပတ်လိုက်မယ်ဆိုရင်21ခုထားတဲ့အတွက်ကြောင့်တပေါက်ကိုတိုင်လိုတိုင်းကြီးထိုးပါမယ်နော်တပေါက်ကိုတိုင်လိုတိုင်းစီအလုံးပေါင်း20ရမယ်ပေါ့နော်အဲ့တော့1 single crochet in each stitch ပေါ့နော်အဲ့တော့တပေါက်ကိုတိုင်လိုတိုင်းစီထိုးတဲ့အတွက်ကြောင့်တိုင်လို20ပေါ့နော်ဒီ row မှာဆိုရင်တိုင်လို20ရမယ်သူကတော့တိုင်လို20ကတော့ဒီဟောပေါ့အပေါ်တောင်းလျှောက်ထိထိုးရုံပဲဘာမှပတ်တန်ပြောင်းလဲတာမရှိဘူးပေါ့နော်အရန်ကိုလေလောက်ရတာလွယ်တယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးပဲဒီအပေါက်လေးတွေကိုလိုက်ပြီးတော့ထိုးရတာဆိုနည်းနည်းလေးတော့ကြာမယ်ပေါ့နော်နောက်ထပ် row တွေကြာရင်အပေါ်တက်သွားတဲ့ row တွေကြာရင်သူကလည်းဒီတစ်ပေါက်ကိုတစ်ပိုင်းစီလိုက်ထိုးရမယ်ပေါ့နော်အခုတစ်ပတ်ပြည့်အောင်ထိုးလိုက်မယ်အခုတစ်ပတ်ပြည့်ကန်ပြီးကြာလို့ရှိရင်နောက်ဆုံးပေါက်ကိုရောက်ပြီပေါ့နော်နောက်ဆုံးပေါက်ရောက်လို့ရှိရင်ပထမဦးဆုံးအပေါက်နဲ့ SLSD ဆက်လိုက်မယ်အဲ့ဆိုရင်ဒါ row 1ပြီးသွားပြီပေါ့နော်အားလုံးမှာsingle crochet ပေါ့နော်တိုင်တို20အခု20ရှိတယ်ပေါ့နော်အဲ့တော့ let's count 2 4 6 8 10 12 14 16 18 20တော့ပြည့်အဲ့တော့ဒီ row အတွက်ပြီးသွားပြီပေါ့နော်နောက်ထပ် row အတွက်က chain 1အရင်ထိုးမယ်ပြီးလို့ရှိရင်အဲ့ဒီအပေါက်လေးတွေမှာတစ်ပေါက်ကို single crochet ပေါ့နော်တိုင်စီထိုးသွားမယ်ပေါ့နော်တိုင်လိုလေးတိုင်စီထိုးသွားမယ်အဲ့ဒီပုံစံအတိုင်းပဲ row ဘယ်နှခုလုံးမလဲဆိုရင် row 17ခုเนาะ row 17ခုဆိုတာလည်းခက်ရှည်ရှည်လေးလိုချင်ပြောတာပေါ့နော်တကယ်လို့အနေတော်လေးပဲလိုချင်တော့ row 10ခုပဲထိုးလို့ရတယ်ပေါ့နော်အဲ့တော့17ခုသို့မဟုတ်10ခုရှည်ရလေးကြိုက်လို့ရှိရင်တော့12ခုပေါ့နော်အဲ့ဒါကတော့ဒီ Amigo မီလေးကကြတော့သူပတ်တန်တိတ်ပြီးတော့မရှိဘူးပေါ့နော်ပတ်တန်မရှိတဲ့အတွက်ကြောင့်အခုအစီအမီတို့ထိုးလို့ရတယ်ပေါ့နော်အရန်လဲထိုးတာလဲပြီးတဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုပုံစံအတိုင်း single crochet တွေနော်တစ်ပေါက်ကိုတစ်တိုင်းစီနဲ့အပေါ်တက်ပြီးတော့ထိုးသွားမယ်နော်ဘာမှပညာလည်းမပါဘူးဘာမှပွားရတာတွေချုံရတာမပါဘူးပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့အဆုံးရောက်ရဲ့ SNSD နဲ့ဆက်ပြီးလို့ရှိရင်အပေါ်ကိုအဲ့လိုမျိုးတစ်ပေါက်ကိုတစ်တိုင်းစီနဲ့တက်သွားမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုပုံစံအတိုင်းနဲ့အပေါ်ကိုထိုးခဲ့မယ်နော်အပေါ်ကိုခုနကဗီဒီယိုပြောသလို17 row တော့မဟုတ်10 row 12 row ကိုကြိုက်တယ်လို့ထိုးလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်အမြန်လေးပဲပြလိုက်ပြင်မယ်နော်ဟုတ်ပြီအဲ့တော့တပေါက်ကိုတိုင်းစီနဲ့ထိုးလာခဲ့တာအပေါ်ကိုတက်ပြီးထိုးလာခဲ့တာအခုဆိုရင် row 17ခုကိုရောက်ပြီပေါ့နော်အခုမင်းက row 17ခုပဲထိုးပြထားရပေါ့နော်ခုနကပြောသလိုကိုယ့်နဲ့ကိုရှည်တာကြရင်12ခု13ခုလောက်ထိလည်းထိုးလို့ရတယ်ပေါ့နော်အခုဒီမှာပိတ်လိုက်ပြီเนาะ SNSD လေးနဲ့ပိတ်လိုက်ပြီပြီးလို့ရှိရင်ရှီကိုလေးတအားကြီးရှည်ရှည်ဖြတ်လိုက်မယ်เนาะခိုင်းပုံမှန်အယုတ်ထိုးလို့ရှိရင်ရှီလေးကိုနည်းနည်းလေးပဲခြံပြီးတော့ဖြတ်တာရှိရပြီဒါကြတော့ရှီကိုအရှည်ကြီးဖြတ်လိုက်မယ်ဘာလို့လဲဆိုတော့ပြန်ချုပ်ပြီးတော့ပြန်ထိုးရမှာဖြစ်တဲ့ကြောင့်ပေါ့เนาะပြီးရင်ဆွဲယူလိုက်မယ်ပိတ်လိုက်မယ်ပေါ့เนาะဟုတ်ပြီအဲ့ဆိုရင်ချီအရှည်ယူမယ်เนาะယူပြီးလို့ရှိရင်အခုနေတယ်လေးတွေကိုအဲ့ချီဖြတ်ထားတဲ့ချီကိုထိုးလိုက်မယ်ထိုးပြီးတော့ပိတ်ဖို့လုံးပါပေါ့နော်
ပြီရသွားပြီဆိုလို့ရှိရင်နည်းနည်းလေးတူကျိုးနဲ့တူအဲ့လိုမျိုးနေရာတစ်ခြားပြောင်းပြန်ခောက်မယ်ခောက်ပြီးလို့ရှိရင်အဲ့လိုမျိုးဒီချုပ်တာလေးဘေးလိုက်ပဲချုပ်သွားမယ်နော်အပေါ်တက်ပြီးတော့ဟိုလိုမျိုးအားပိတ်ပြီးတော့ချုပ်တာမျိုးမရှိဘူးသူကဘေးလိုက်ကိုမှမတိမတာလေးချုပ်သွားဖြစ်တဲ့ကြောင့်ပြန်ပြီးတော့ဒီထိုးတဲ့ခါကျအရာမပေါ်တော့ဘူးပေါ့နော်ဒီလိုချုပ်လို့ပြန်ချုပ်ပါမယ် အဲ့ဒါပြီးရင်နောက်ထပ် step အနေနဲ့ကအဲ့ကျန်တဲ့ချီအရှိကြီးကိုပြန်ပြီးတော့ဟိုပါပေါ့နော်အပိတ်ဆိုတဲ့အတွက်ကြောင့်ဘေးနားကလေအဲ့ဒီကန်တီမူဆိုတော့ဘေးနားအခွန်ပုံစံမျိုးလေးလုပ်မှာပေါ့နော်အဲ့ဒါလေးကလည်းလွယ်လွယ်လေးရပေါ့နော်သူကလည်းဒီဟိုလေးနဲ့ချင်းလေးတွေပဲလုပ်ရပဲအဲ့တော့အရင်ဆုံးချီကိုဆွဲယူလိုက်မယ်ဆွဲပြီးချင်း3ခုတက်မယ်ပေါ့နော်ချင်း3ခုတက်ပြီးအဲ့ဒီအပေါက်လေးထဲမှာsingle crochet ပေါ့နော်တိုင်လိုလေးတစ်တိုင်စိုက်လိုက်မယ်တိုင်လိုလေးတစ်တိုင်စိုက်ပြီးနောက်တစ်ခုကချင်း3ခုတက်မယ်ပြီးလို့ရှိရင်တစ်ပေါက်စီမှာတိုင်လိုတစ်တိုင်စိုက်ပြီးတော့ချင်း3ခုတက်လိုက်တိုင်လိုတစ်တိုင်စိုက်လိုက်ချင်း3ခုတက်လိုက်တိုင်လိုတစ်တိုင်စိုက်လိုက်အဲ့လိုမျိုးနဲ့ဒီပလင်းနာကပေါ့နော်အခွန်ပုံစံလေးလုပ်သွားမယ်ပေါ့နော်ဒီကန်ဒီရဲ့အခွန်လေးပေါ့နော်ကန်ဒီမဟုတ်ရင်တော့ခေါင်းအုံးလို့လည်းပြောလို့ပလိုပုံစံလေးပေါ့နော်ဒီပလင်းနာဟာလေလွယ်လွယ်လေးနော်သူကတိုင်လိုတစ်တိုင်စိုက်ခွန်ပြီး3ကတက်တိုင်လိုတစ်တိုင်ဆက်အဲ့လိုပုံစံမျိုးလေးပဲလုပ်သွားမယ်အခုဆိုလို့ရှိရင်ဒါအဆုံးလေးရောက်ပြီပေါ့နော်ဆုံးလို့ရောက်ပြီလို့ရှိရင်အခုလည်းတွန်းရနိုင်မယ်3ဒီဆက်ပြီးလို့ရှိရင်ချီကိုအကြရင်တော့ဒါတူတူလေးဖြတ်လို့ရတယ်ပေါ့နော်ချုပ်ရတော့မှဖြစ်တဲ့အတွက်ကြောင့်ချီဖြတ်ပြီးဆိုလို့ရှိရင်နောက်တစ်ခုကဒီခွန်းတက်ရတော့မှာပေါ့နော်ဆီလီကွန်တက်ရမယ်အဲ့တော့ဆီလီကွန်တက်တဲ့နေရာမှာလည်းဒီတိုင်းရမ်းပြီးထိုးထည့်လိုက်လို့ရှိရင်ပုံပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဆီလီကွန်တိုက်တဲ့နေရာမှာလည်းဒီချာချာလေးစိတ်ရှိဖို့လိုရတယ်ပေါ့နော်အထူးသဖြင့်ဒီအမင်ဂိုမီပုံတူအရုပ်တွေထိုးနေလို့ဆိုလို့ရှိရင်ပို့ပြီးတော့သိရပေါ့နော်ဟိုချီတက်ရတာကြတော့လေ sorry ဒီဆီလီကွန်တက်ရတာကြတော့သူ့နေရာနဲ့သူမဟုတ်ရင်အရန်ပုံပြတ်တယ်ပေါ့နော်ဒီချာလေးဆီလီကွန်တိုက်တဲ့နေရာမှာလည်းစိတ်ရှိလက်ရှိတိုက်ပြီးဖို့လိုရတယ်ပေါ့နော်သူကလည်းသူတလွှာချင်းလေးရပိုင်းလေးရသွားပြီးတော့အလိုမျိုးလေးပိတ်ပြီးမယ်အဲ့ဒါဆိုရင်တော့ဒီအရုပ်လေးကတိုက်ရလေးရပါပေါ့နော်ဟုတ်ပြီအဲ့တော့ဆီလီကွန်လေးလည်းဒီဘလောက်ဖြစ်ပြီးတော့တိတ်ပြီးမယ်ဟိုကအားကြီးလိုမျိုးလုံးလိုချင်တော့ညီရတိတ်ပေါ့နော်အခုကဒီမှာကျတော့ဟိုအားကြီးလုံးလေးလည်းမလိုချင်ဘူးဒီချိုချင်းအနေထားမျိုးလေးပေါ့နော်အဲ့ဒါဆိုတော့အနေတော်လေးပဲညီရတိတ်ပြလိုက်မယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာသူ့နှစ်အဲ့ဘေးတိုင်းနှစ်ခုကြည့်လိုက်ပေါ့နော်ညီနေမှရမှာပေါ့နော်အဲ့လိုမျိုးလေးတစ်ချက်ကြည့်တယ်ကြည့်ပြီးညီနေမှရမှာအဲ့ပြီးတော့ခုနကနော်အပိတ်ထိုးခဲ့တဲ့ဟာကိုလက်စတက်လိုက်မယ်ပေါ့နော်လက်စတက်ပြီးတော့ဒီကကြီးနဲ့ညှက်လိုက်အဲ့ဒါဆိုလို့ရှိရင်ဟိုဘက်ကထိုးခဲ့တဲ့ချီရဲ့လက်စကပျောက်သွားပြီပေါ့နော်ဟုတ်ပြီနောက်တစ်ခုကျတော့လည်းပိတ်မယ်အဲ့ဒါလည်းအပိတ်ကလည်းလွယ်လွယ်လေးခုနကလိုမျိုးပဲပိတ်ရမယ်ပေါ့နော်အဲ့ဒါလည်းသူ့ခုနကချီအရှိကြီးဖြတ်မယ်ဒီခါတော့ချီအရှိကြီးကကျတော့တက်ဖြတ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကဟိုဘက်ကဒီခောက်ထားတဲ့နေရာနဲ့မတူတဲ့အတွက်ကြောင့်ချီကိုတက်ဖြတ်ပေးရမယ်ဖြတ်ပြီးလို့ရှိရင်ခုနကလိုပဲထုံးစံအတိုင်းဟိုဘက်ထောင်းနဲ့ဒီဘက်ထောင်းနဲ့တူအောင်တခြားလေးကြည့်မယ်ပေါ့နော်ကြည့်ပြီးလို့ရှိရင်ဒီဘေးတိုင်းချုပ်တဲ့နည်းနဲ့ပဲချုပ်သွားမယ်ပေါ့နော်အဲ့ဒါလည်းလွယ်ပါတယ်နော်ဟာယူပေးမယ်ခဏလေးဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်တစ်ခုကလည်းအဲ့လိုမျိုးဒီအခွန်လေးလုံးပါပေါ့နော်အဲ့အခွန်လုံးဖို့အတွက်ကလည်းအဲ့လိုပဲဒီဖုံမီ3ကတက်တိုင်တို့တိုင်း side ဖုံမီ3ကတက်တိုင်တို့တိုင်း side အဆုံးထိပေါ့နော်ဒီ down အဆုံးကနေပြီးတော့ဟိုဘက်အဆုံးထိနော်အဲ့လိုမျိုးလေးပဲလုပ်သွားမယ်နော်ဟ
ဟုတ်ပြီနောက်ထပ် step တစ်ခုကကျတော့သူ့ရဲ့မျက်လုံးထိုးရပေါ့နော်ဒီမျက်လုံးလေးကနှလုံးထိုးပေးရမယ်အဲ့တော့အယောင်ကအဖြူအောင်သုံးရပါမယ်နော်အဖြူအောင်မျက်လုံးလေးပေါ်မှာဒီအနက်ရောင်မျက်စံလေးတက်မှာဖြစ်တဲ့ကြောင့်အဖြူအောင်ကိုသုံးမယ်အဲ့တော့ magic ring ထဲမှာတိုင်တို10ကစိုက်မယ်ပေါ့နော်တိုင်တို10ကထိုးပေးလိုက်ရမယ်အဲ့ဒါလွယ်လွယ်လေးနော်ဒီနေ့3 4 5သူကဘာလို့တိုင်တို10ကထိုးလဲဆိုရင်မျက်လုံးကိုကြီးကြီးလေးလိုချင်လို့တကယ်လို့ကိုကအသေးလေးကြိုက်တယ်တိတိလေးလိုချင်တယ်ဆိုရင်တော့6ခွန်လောက်နဲ့ရက်လို့ရတယ်ပေါ့နော်ဒီမှာတော့မင်းက10ခုပေါ့နော်10ခုတစ်သက်ကြီးရင်တော့17ခု12ခုလောက်ထိလုပ်လို့ရတယ်ပေါ့ဒီမှာတော့10ခုကအတော်ပဲဖြစ်တဲ့ကြောင့်10ခုထိုးလိုက်တယ်ထိုးပြီးလို့ရှိရင်ခြီလေးကိုဆွဲလိုက်တယ်ဆွဲပြီးရင်ဒီမှာအုပ်ဆုံးထိုးခဲ့တဲ့အပေါက်နဲ့ slave stick လို့ဆက်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါမျက်လုံးအတွက်ပြီးအဲ့လိုမျိုးမျက်လုံးနှလုံးနှစ်ခါလုံးမယ်ပေါ့နော်မျက်လုံးနှလုံးအတွက်နှစ်ခါလုံးမယ်ပြီးလို့ရှိရင်ဒီအစမှတ်နဲ့အဆုံးမှတ်တွေကိုခြီလိုက်ပဲခြီပြီးလို့ရှိရင်တော့ဒီမျက်လုံးတက်လို့ရတယ်ပေါ့နော်မျက်လုံးတက်ဖို့လည်းအခုဒီမှာဒီ HU ကိုသုံးတယ်ဘလူးကတ်ကောဆိုရင်တော့ပိုကတ်တယ်ပေါ့နော်ရွေးယူကွာကြတော့အေးတဲ့အတွက်ကြောင့်နည်းနည်းလေးအချိန်ကြာတယ်ပေါ့နော်စောင့်ပေးရတယ်ပေါ့နော်အဲ့တော့မျက်လုံးတက်တဲ့ခါမှာလည်းညီညီညာညာလေးတက်ပေးရမယ်ပေါ့နော်ကိုကနည်းနည်းဝေးတာလေးကြာရင်နည်းနည်းခက်ခွာလေးတက်ဒါလေးဆိုနည်းနည်းခက်ခွာလေးပေါ့နော်တချို့အယုတ်လေးကြတော့နည်းနည်းနီးထားပြီးတော့မျက်စံအနက်လေးကိုလေသူကဘေးတစ်စောင်းဟိုဘက်ကိုကြည့်နေပုံစံလေးတက်ချင်တဲ့ကြောင့်ဒီကဒီဘေးနာဘေးတစ်စောင်းကြည့်နေပုံစံမျိုးလေးတက်တယ်ပေါ့နော်ကိုကအလဲကြည့်နေဆိုရင်ဒီဘက်ကူမှာတက်တယ်နောက်တစ်ခုကကျတော့ပါဇက်လေးလုံးမယ်ပေါ့နော်ပါဇက်လေးလုံးဖို့အတွက်ဒီချီကိုလေဖိုးပလိုင်းရချီကိုတူပလိုင်းပြောင်ခွဲလိုက်တာပေါ့နော်ချီကိုခွဲလိုက်တာဟိုဘာလို့လဲဆိုတော့၄ခုစလုံးတက်လို့ရှိရင်ပါဇက်ကြီးကကြီးပြီးတော့ချစ်စရာမကောင်းတော့ဘူးပေါ့နော်အဲ့တော့အခုဒီတူပလိုင်းလေးဖြစ်အောင်လို့ချီကိုခွဲထုတ်လိုက်တယ်ဖထုတ်လိုက်ပြီးတော့အခုဒီချုပ်အပ်လေးနဲ့ပေါ့နော်ပါဇက်လေးကိုလည်းကိုကြိုက်တယ်လို့တက်လို့ရတယ်ဒီမှာတော့ကျဲခဲ့ဦးမိုင်းဟာဒီတိုင်းတည်တယ်ဒီစားလေးဘက်ကိုကြည့်ပြီးတော့ပြုံးနေတဲ့ပုံစံမျိုးလေးလုပ်ပါမယ်အဲ့တော့ဒီကန်ဒီမူရီလေးတွေကကိုယ့်ရဲ့ဒီ emotional ကိုဖော်ပြနေတဲ့အတွက်ကြောင့်မဲ့ကျင်သလားဒါမှမဟုတ်စိတ်ပူနေသလားပြုံးကျင်သလားအဲ့လိုမျိုးလေးပေါ့နော်ကိုယ့်နဲ့ကိုယ်စိတ်ကူးရှိတယ်လို့လုပ်လို့ရတယ်ပေါ့နော်ရထိုးရတာလည်းအရန်လေတဲ့ကြောင့်အခုမှချီစခဲလေးအတွက်လိုက်ပြီးတော့ထိုးရတာအဆင်ပြေတဲ့ project လေးပေါ့နော်အဲ့တော့အခုဒီမှာဒီထုတ်အလေးနဲ့ site တွေဒါဆိုလို့ရှိရင်ဒါပါဇက်လေးရပါနော်ရင်းချစ်စရာအဲ့ဒါပြီးလို့ရှိရင်နောက်ကဒီချီဟိုပါပေါ့နော်ချီလိုက်မယ်သူ့ရဲ့ကြိုးစားတွေကိုချီမယ်ချီပြီးရင်ကက်ကြီးနဲ့ညှက်မယ်သူအနောက်ကဟာလေးကတော့ပေါ်နေမှာပဲပေါ့နော်ဒါမဲ့ကိစ္စမရှိဘူးဟာလေးကိုလီချစ်နဲ့နည်းနည်းလီချစ်လိုက်ပေါ့နော်ခိုင်သွားအောင်လို့အဲ့ဒါဆိုလို့ရှိရင်တော့ဒီဟာလေးကိုဒါဒီချင်းလေးပဲသုံးတော့ဖောင်းချိတ်ပြီး